အခန်းနှစ်ကမြင်း grab ပေါ့နော်ဒီမြင်း grab တွေကကြာကျတော့အပူချိန်ပဲဖြစ်မိုးရေချိန်ပဲဒီအပူချိန်တွေဖော်ပြတဲ့အခါမှာကြာလို့ရှိရင်သူ့ရဲ့ဟိုသတ်မှတ်ထားတဲ့နေရာလေးတွေမှာအမှတ်သားလေးတွေမှတ်ပြီးတော့မှကျတော့အဲ့ဒါလေးကိုလိုက်ဆက်လိုက်လို့ရှိရင်မကိုဖော်ပြခြင်းနဲ့မှာတပတ်ရဲ့တစ်နှစ်ရဲ့တစ်လရဲ့ဒီလိုမျိုးအပူချိန်တွေမြင်း grab ကလေးတွေကိုရှာလို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ပထမဆုံးဒါမြင်း grab လေးတွေပဲရှင်ပြမယ်နော်မြင်း grab ဆွဲတဲ့အခါမှာကြာလို့ရှိရင်ကျတော့ဒီအလျားလိုက်နဲ့ down လိုက်ဆိုတာရှိရလေဒီအလျားလိုက်ကဘယ်လိုဟာတွေကိုထားမလဲ down လိုက်ကဘယ်လိုဟာတွေကိုထားမလဲအလျားလိုက်ကပြောင်းလဲခြင်းမရှိတဲ့အစင်လိုက်တိုင်းဖြစ်တဲ့ဟာကိုထားမယ်ဥပမာပြင်လတို့ရက်တို့ရက်ဆိုလို့ရှိရင်လည်းဥမာတနင်္လာပြင်အင်္ဂါဗုဒ္ဓဘူးချက်သားဘေးတောက်ကြစနေအဲ့လိုလာမှာအစင်လိုက်တိုင်းဖြစ်တယ်ပြောင်းလဲခြင်းမရှိဘူးเนาะတနင်္လာပြင်တောက်ကြဖြစ်သွားတာတို့เนาะတနင်္ဂနွေဖြစ်သွားတာဒါတွေမရှိဘူးပေါ့เนาะလဆိုလို့ရှိရင်လည်းတစ်လပိုင်းနှစ်လပိုင်းသုံးလပိုင်းလေးလပိုင်းဆိုတာအစင်လိုက်တိုင်းလာတာ January February March April May ဆိုအစင်လိုက်တိုင်းလာလိုမျိုးเนาะအဲ့တော့ down line ကကြာကျတော့ဘယ်လိုဟာမျိုးထားမလဲဆိုတော့ပြောင်းလဲခြင်းရှိတာပြောင်းလဲခြင်းရှိရတာဥပမာမျိုးမိုးရေချိန်တို့အပူချိန်တို့အဲ့ဒါမျိုးမိုးရေချိန်ဆိုတာမျိုးကကြတော့မွေးရင်ဆိုတာမျိုးကဒီလမှာမိုးအများကြီးရွာပြီးနောက်လမှာမရွာလည်းရှိနိုင်နောက်လမှာအများကြီးပြန်ရွာပြီးတော့နောက်လမှာအဲ့ထက်နည်းနည်းလေးရွာဒီလိုမျိုးတွေဖြစ်နိုင်တယ်เนาะအဲ့တော့များလိုက်နည်းလိုက်တူညီလိုက်လူမျိုးတွေဖြစ်နိုင်ကြပြောင်းလဲခြင်းရှိတယ်ဒီလိုပြောင်းလဲခြင်းရှိတာကိုဒေါင်းလိုက်မှာထားပေးရမယ်เนาะဒေါင်းလိုက် scale မှာထားပေးရမယ်လျားလိုက်မြေပေါ်မှာရှိတဲ့ scale တွေကဘာကိုဖော်ပြလဲတဲ့ဒါဆိုရင်ဒီမှာဒီပုံလေးကိုကြည့်ပြီးပြောမယ်ဒီပုံလေးကိုကြည့်ပြီးပြောမယ်ဆိုရင်ကာကြီးကအလျားလိုက် scale မှာဆိုတော့ဒါကိုပြောတာအလျားလိုက် scale မှာရှိတဲ့ဘာအလျားလိုက်မြေပေါ်မှာရှိတဲ့ scale တွေကဘာကိုဖော်ပြလဲဆိုလတွေကိုဖော်ပြတယ်ဒေါင်းလိုက် scale မြေပေါ်မှာရှိတဲ့ scale တွေကဘာကိုဖော်ပြလဲဆိုရင်ဒါအပူချိန်တွေကိုဖော်ပြတယ်เนาะအပူချိန်တွေဖော်ပြတယ်နိုဝင်ဘာလမှာအပူချိန်ဘယ်လောက်ရှိလဲတဲ့နိုဝင်ဘာကိုကျလိုက်ကြည့်တဲ့အခါမှာဒီကနိုဝင်ဘာလနိုဝင်ဘာ17လပိုင်းနိုဝင်ဘာလကိုထောက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာအပူချိန်က25ဒီတိဆို25ဒါဆိုရင်တစ်ခွက်နဲ့တစ်ခွက်ကြားထဲမှာ9ချတယ်9ကို9ခွက်ပိုင်းထားတော့9ချထားတာကို9ခွက်ဆိုလို့ရှိရင်9ခွက်ရဲ့တန်မိုးက9ဆိုတော့တစ်ခွက်ရဲ့တန်မိုးက1ပေါ့နော်အဲ့တော့သူ့ရဲ့ပိုင်းခြားထားတဲ့ဒီအပိုင်းကိုအကွက်ရည်အတွက်နဲ့စားလိုက်ပိုင်းခြားထားတဲ့တန်တစ်ခွက်တစ်ခွက်ချင်းစီရဲ့တန်မိုးကိုတစ်ခွက်ချင်းစီရဲ့တန်မိုးကိုသူ့ရဲ့အကွက်ရည်အတွက်နဲ့ပြန်စားရင်တစ်ခွက်ရဲ့တန်မိုးရမယ်လေ9ခွက်ကို9ဆိုရင်တစ်ခွက်ကိုဘယ်လောက်လဲအဲ့တော့9ခွက်ရဲ့တန်မိုးဖြစ်တဲ့9ကို9နဲ့ပြန်စား9ခွက်ကိုဥမာပြင်9ခွက်ကို10ထားတဲ့ဟာဆိုရင်တစ်ခွက်ရဲ့တန်မိုးပြောင်းသွားမယ်နော်9ခွက်ကို10ဆိုရင်တစ်ခွက်ရဲ့တန်မိုးဆိုရင်ဘယ်လောက်ဖြစ်သွားမလဲ10ကို9နဲ့စားတော့2ပေါ့တစ်ခွက်ကို2အဲ့တော့2 4 6 8เนาะ2 4 6 80အဲ့လိုမျိုးเนาะအဲ့လိုမျိုးလေးဒီကတော့ပြောတယ်အဲ့တော့တကွက်ရဲ့တန်မိုးလေးကဒီလိုတေးသေးလေးတကွက်ရဲ့တန်မိုးလေးက1ဒီဂရီဖြစ်တယ်အဲဆိုရင်ဒီမှာ25ဆို26ပေါ့26ဒီဂရီဆယ်စီယပ်ပေါ့ဘယ်လနေမှာအပူချိန်29ရှိတယ်29ရှိတဲ့လတွေက30မပြည့်ခင်တည်းအဲ့တော့ဘယ်လလဲဆိုရင် March လပြီးတော့29ရှိတဲ့နောက်ထပ်တစ်လဒီမှာရှိသေးတယ်30မပြည့်ခင်တစ်ခွက်လိုက29လေအဲ့တော့အောက်တိုဘာလ March လနဲ့အောက်တိုဘာလတွေကအပူချိန်29ဖြစ်တယ်ဘယ်လတွေကအပူချိန်အမြင့်ဆုံးလဲဒီဇရာခွက်ဒီမြင်းခွက်လေးပါကြည့်လို့ရှိရင်ဒါကအပူချိန်အမြင့်ဆုံး April လပေါ့ April လကအပူချိန်အမြင့်ဆုံးအပူချိန်ဘယ်လောက်ရှိလဲဆိုလို့ရှိရင်အပူချိန်35ကို2ရော့တော့33ဒီဂရီဆယ်စီယပ်ရှိတယ်နော်အဲ့လိုမျိုးလေဒါလေးကသူဆွဲပြတာကိုကနေပြီးပြန်ပြီးပြောပြရအောင်နော်နောက်တစ်ခါကျကျတော့ဒီမှာဒါလေးတွေပြောတဲ့ခါမှာကြာလို့ရှိရင်နံပါတ်1ဒီကောင်လေးပေါ့နော်ဒါဒီဟာလေးကြည့်အောင်အဲ့တော့ဒီမှာကျတော့ဒီမှာဆိုလို့ရှိရင်သူကပြောတဲ့အခါမှာအပူချိန်မြင့်တက်တာအပူချိန်ကျော်ဆင်းသွားတာအပူချိန်မပြောင်းလဲတာဒါမျိုးတွေပြောလို့ရှိတယ်နော်အဲ့ဒါကိုသုံးပြီးတော့ဒီဟာလေးပြောကြည့်အောင်ဒါတောင်ကြီးမျိုးရဲ့လားစဉ်ပူချိန်ပေါ့နော်ဒီကိုရက်လေးကတောင်ကြီးမျိုးရဲ့လားစဉ်ပူချိန်တောင်ကြီးမျိုးရဲ့လားစဉ်ပူချိန်ပြောင်းလဲမှုကာကြီးကတဲ့ဘယ်လားနဲ့ဘယ်လားကြားထဲမှာအပူချိန်ပြောင်းလဲမရှိပဲဖြစ်နေတယ်အပူချိန်ပြောင်းလဲမရှိပဲဖြစ်နေတာဒီကနေစပြီးတော့ဒီတိအပူချိန်မပြောင်းလဲအဲ့ဆိုရင်9လပိုင်းနဲ့6လပိုင်းပေါ့9လပိုင်းနဲ့6လပိုင်း9လပိုင်းကနေပြီးတော့6လပိုင်းအထိအပူချိန်ပြောင်းလဲမရှိပဲဖြစ်နေတယ်အဲ့လိုပြောရမယ်နော်ဘယ်လနဲ့ဘယ်လကြားထဲမှာအပူချိန်မြင့်တက်မှုအများဆုံးလဲအပူချိန်ကဒီကနေစပြီးတော့မြင့်တက်သွားတာဒီအထိဆိုအများဆုံးပဲအဲ့ဆိုရင်2လပိုင်းကနေပြီးတော့မှ6လပိုင်းကြားထဲမှာဆိုရင်အပူချိန်မြင့်တက်မှုကအများဆုံးလို့ပြောလို့ရတယ်ဘယ်လနဲ့ဘယ်လနဲ့ကြားထဲမှာအပူချိန်ကျဆင်းမှုအများဆုံးလဲဆိုဒီကနေစပြီးဒီထိကတအားကျသွားတာနော်တောင်သိမ့်မကြတာဒီလောက်တွေပေါ့နော်ဒီလိုတွေပေါ့အဲ့တော့သူက6လပိုင်းကနေ12လပိုင်းဆိုလို့ရှိရင်အပူချိန်ကျဆင်းမှုကအများဆုံးလို့ပြောလို့ရတယ်တိတိတတ်တာကျဆင်းတာတွေပဲပြောရမယ်နော်နောက်တစ်ခါကျကျတော့ဇရာဆွဲတာပေါ့နော်ဇရာဆွဲတဲ့အခါမှာကြာရင်ဒီဇရာလေးတွေကိုကြည့်ပြီးတော့မှဒီမြင်း graph လေးဆွဲမယ်အဲ့ခါကျလို့ရှိရင်ကျတို့ကလောက်ပေါ်မှာထားမယ်အလျားလိုက်မှာထားမယ်ဒီလိုအစင်လိုက်တိုင်းပေးရလဲရှိတယ်မပေးရလဲရှိတယ်ကျတို့ကဒီမှာဇရာကိုယ့်ရဲ့မြင်း graph လေးကိုထုတ်ပြီးဆွဲရမယ်ဆိုရင်ဒီလိုလေးမပေးထားအောင်မပေးထားလို့ရှိရင်ကျတို့ဘယ်လိုကြည့်ရမလဲဆိုတော့ဒါကစနစ်ဆိုလို့ရှိရင်ဒီမှာ12ကွက်ဒီမှာ3ညထားမယ်ဆိုကြအားလုံးပေါင်း73ကွက်နော်73ကွက်ပြီးရင်တစ်ကွက်ပို့ထားမယ်ဆိုကြမလို့မြင်းလိုင်းလေးကဘယ်နှလိုင်းဆွဲရမလဲ14 73ကွက်ပေါ့73ကွက်ဆိုရင်14ထွက်မယ်နော်ပြောချင်တာဒီတက်လိုင်းကို1
2 3 4 5 6 9 10 11 12ဒီဆွဲပွားရင်တစ်ကွက်ချန်တာမယ်အဲ့တော့အားလုံးပေါင်းဘယ်နှကွက်လဲဆိုလို့ရှိရင်73ကွက်ဆွဲပေးရမယ်လို့ပြောတာနော်အဲ့တော့12လဆိုရင်တစ်ကွက်ပူဆဲတော့73ကွက်73ကွက်ဒီအပေါ်မှာကျတဲ့ကျဲတို့အများဆုံးလိုက်ရှာဒီဒေါင်လိုက်ကိုဘယ်လောက်ဆွဲရမလဲဆိုတာသိချင်တယ်ဆိုအများဆုံးရှာအများဆုံးကဒီမှာဆိုလို့ရှိရင်22ဆိုရင်25ဒီဆွဲလို့ရတယ်25သို့မဟုတ်30ဒီဆွဲလို့ရတယ်နော်အဲ့တော့25ဆိုတဲ့ကြောင့်မလို့နည်းတဲ့အတွက်ကြောင့်မလို့တစ်ကွက်ကို9ထားလိုက်မယ်အဲ့တော့ဒီကနေ9ကွက်ကို9ကွက်ကြီးအကွက်တေးသေးလေး9ကွက်ကိုတစ်ကွက်လို့ယူတယ်အဲ့တစ်ကွက်ကို9ချမယ်9 10 15 20ဆို interval လေးတွေ9စီချပါမယ်ဂျားပိုင်းလေးတွေ9စီချပါမယ်25ထိလည်းရတယ်30ထိလည်းရတယ်အများဆုံးက22ဆိုတော့25ဆိုလည်းရတယ်เนาะကွက်ကိုဆွဲမယ်ဆိုရင်เนาะအဲ့တစ်ကွက်ကိုကွက်ကြီးတစ်ကွက်ကို9အဲ့ဒီကွက်ကြီးတစ်ကွက်က9ကွက်အသေးလေးရှိရကြမလို့9ကွက်ကို9ဆိုတော့တစ်ခွက်ရဲ့တန်ဖိုးကဘာဖြစ်မလဲအကွက်သေးလေးတစ်ခွက်ရဲ့တန်ဖိုးက1ဖြစ်မယ်ဆိုတော့သိတာမယ်နော်အဲဆိုခုစဆွဲမယ်ဆိုရင်ခု3ညဒါနှစ်ခုစလုံးအတွက်3ညဒေါင်းလိုက်အတွက်3ညအလျားလိုက်အတွက်3ည3ညပြီးမှဒီမှာ1 2 3 4 5 6ဆင်လိုက်လာမယ်3ညပြီးမှ9 10 15 20ဆင်လိုက်လာမယ်နော်အဲ့လိုမျိုးအစင်လိုက်တိုင်းသွားတာလည်းရှိတယ်လို့မျိုးကျတော့ဒီနေရာမှာ3ညမထားဘဲနဲ့အရန်များတဲ့ခါကြလို့ရှိရင်ကိုလိုချင်တဲ့နေရာကနေစထားတာလည်းရှိတယ်နော်အဲ့ဒါလည်းရှိတယ်အခုကတော့နေတဲ့အတွက်ကြောင့်မလို့3ညနေစထားလည်းရတယ်တလာပိုင်းမှာ20နှစ်ဆိုရကြမလို့ဒီမှာ20ပြီး21 22နလာပိုင်းမှာလည်း22ဆိုတော့သူ့ဘေးနားလေးမှာကတ်ချလိုက်ရမယ်21ဆိုတော့သူ့အောက်တစ်ခုရောချလိုက်ရမယ်18ဆိုတော့ဒါက20ဆိုတော့20အောက်နှစ်ခုရောချလိုက်ရအောင်မယ်15ဆိုရကြမလို့3ခွက်မြောက်မှာ9 10 15ဒီမှာနော်73ဆိုတော့15ရဲ့အောက်2ခွက်ရှော့ချလိုက်အောင်မယ်12ဆိုတော့သူ့အောက်တစ်ခွက်ရှော့ချမယ်73ဆိုတော့ခုနက73နဲ့တူတူတန်းနဲ့မှာထား15ဆိုတော့3ခွက်မြောက်မှာနော်18ဆိုတော့15ဆိုတော့16 19 18အဲဆိုလို့ရှိရင်20ဆိုတော့4ခွက်မြောက်တက်မှာ22ဆိုတော့ပထမဦးဆုံးအစ20ပြီးတော့21 22ဒီလိုမျိုးအဲ့ဒါမျိုးတွေအကုန်လုံးကျတော့ဒီမှာဒီတန်လေးနဲ့လိုက်ဆက်လိုက်လို့ရှိရင်ကျဲတို့လိုချင်တဲ့ဗာလေးရပြီလေစစ်တနီမျိုးရဲ့လားစင်အပူချိန်ပြမြင်းကြက်ကလေးရပြီပေါ့ခေါင်းစည်းလေးကဘယ်လိုတက်ရမလဲဆိုရင်ခေါင်းစည်းကဒီကနေတက်ရမယ်ဒီကနေစလဲရတယ်ဒါမှမဟုတ်ကျတော့ဒီကနေစလဲရစစ်တနီမျိုးရဲ့လားစင်အပူချိန်เนาะလိုမျိုးလေးပြလဲရတယ်เนาะအဲဆိုရင်ကျဲတို့ဒီမှာအားတစ်ခုတည်းဆွဲတာလေးပေါ့เนาะအဲဆိုရင်ကျဲတို့ဒီမှာတည်သွားပြီးပါပြီအလျားလိုက်မှာဆိုရင်ဗာထားမလဲလာတွေထားမယ်အဲ့တော့1 2 3 4 5 6 9 10 11 12 2လ12လပိုင်းဒီမှာအပူချိန်ကြီးအပူချိန်ရဲ့အများဆုံးရန်ကုန်မြို့ရဲ့အပူချိန်အများဆုံးကဘယ်လောက်လဲဆိုတော့28 29 31ထိ31ရန်ကုန်မြို့ရဲ့အပူချိန်အများဆုံးက31တိုကျိုမြို့ရဲ့အပူချိန်အများဆုံးက29အဲ့ဆိုလို့ရှိရင်ကျတော့31ကပို့ပြီးတော့များတဲ့အကြောင်းလို့31ဆိုတော့35ထိယူမှာပေါ့35ဆိုလည်းရသေးတယ်လေ3ည9 10 15 20ဆိုရင်ရသေးတယ်9ခွက်နဲ့35ဆို9ကွက်လောက်ပဲဖြစ်မယ်เนาะအဲ့တော့3ညကနေပဲစမယ်တကွက်ကို9ပဲချလိုက်ရတယ်အရန်များနေရင်တော့10ချမှာပေါ့เนาะ3ည9 10 15 20 25 30 35ထိချလိုက်မယ်เนาะခုနကလိုပဲကျတော့ရန်ကုန်စဆိုရင်25ဆိုတော့တလာပိုင်းမှာ25အဲ့တော့9 10 15 20 25နောက်တစ်ခုက29ဆိုတော့2ကွက်ကျော်29ဆိုတော့30ပြည့်ဖို့တစ်ကွက်လို့31ဆိုတော့30ရဲ့အပေါ်တစ်ကွက်သေးလေးတစ်ကွက်တက်29ဆိုတော့တစ်ကွက်အောက်လျှော့28ဆိုတော့2ကွက်အောက်လျှော့29ဆိုတော့3ကွက်အောက်လျှော့အဲ့လိုလေးနဲ့ရန်ကုန်ကိုဆွဲလိုက်တယ်နော်တိုကျိုလည်းအဲ့လိုပဲမှတ်ပြီးတော့ဆွဲလိုက်တယ်ဆွဲလိုက်တဲ့ခါမှာဒီမှာဘာတက်မလဲဆိုတော့ရန်ကုန်မြို့နေဂျပန်တိုကျိုမြို့တို့ဤလာစဉ်ပူချိန်အဲ့လိုတက်မယ်နော်ရန်ကုန်မြို့နေတိုကျိုမြို့တို့ဤလာစဉ်ပူချိန်ဒီမှာ caption အောက်ကဟာလေးတက်ပြရမယ်နော်ဒါကလလေးတွေမျိုးကြောင့်လာဒါအပူချိန်ဒီဂရီဆက်စီရနော်မြို့တစ်မျိုးစီရဲ့ဘယ်လမှာအမြင့်ဆုံးပူချိန်ရှိပြီးတော့ဘယ်လမှာအနိမ့်ဆုံးပူချိန်ရှိလဲရန်ကုန်မြို့မှာဆိုရင်ဘယ်လမှာလဲဧပြီလမှာအမြင့်ဆုံးအပူချိန်အမြင့်ဆုံးဖြစ်ပြီးတော့မှတိုကျိုမြို့ရန်ကုန်မြို့နဲ့တိုကျိုမြို့မှာရန်ကုန်မြို့မှာဆိုရင်ဧပြီလ၌အပူချိန်အမြင့်ဆုံးဖြစ်ပြီးတော့မှအပူချိန်အနည်းဆုံးကဘယ်လလဲဆိုလို့ရှိရင်ပူချိန်အနည်းဆုံးကပူချိန်အနည်းဆုံးကကြတော့တစ်လပိုင်းဇန်နဝါရီလနော်ဇန်နဝါရီလအားတို့ကကြတော့တိုကျိုမြို့မှာကြာလို့ရှိရင်တိုကျိုမြို့မှာဆိုလို့ရှိရင်တစ်လပိုင်းမှာပူချိန်အနည်းဆုံးဖြစ်ပြီးတော့မှ8လပိုင်းမှာပူချိန်အမြင့်ဆုံးဖြစ်တယ်အဲ့လိုလေးပြောပြပေးရမယ်မြို့နှမျိုးရဲ့အပူချိန်ကွာခြားမှုအများဆုံးလားအပူချိန်ကွာခြားမှုအများဆုံးလားဆိုတော့ဒါရန်ကုန်မြို့နဲ့တိုကျိုမြို့ရဲ့မြင်းကရက်ကိုကြည့်လိုက်ဒီညမှာအကြီးကြီးဟနေဒါဆိုရင်ကွာခြားမှုများတယ်ပေါ့ဒီညမှာလည်းဟနေဒါမှဟမှာအများဆုံးပဲဒီညမှာဆိုရင်နည်းနည်းလေးပဲဒီမှာဆိုဟကိုမဟဘူးတူနေတာဒီညမှာနည်းနည်းချင်းဟရင်နဲ့ဒီညမှာအများကြီးပဲဒီညမှာလည်းများအဲ့တော့ဒီများတဲ့နှစ်ခုမှာပြန်ပြီးတော့ရှင်အောင်မယ်အဲ့တော့ဒီကောင်က20နဲ့
5 degree သူက5 degree ဆိုတော့25လေးကနေပြီးတော့မှ9ကိုနှုတ်လိုက်တော့20 degree ကွာခြားတယ်နော်ပထမတစ်လပိုင်းမှာဆို20 degree ကွာခြားတယ်ဒီမှာကျတော့26တဲ့ကနေ8ကိုနှုတ်လိုက်တော့26တဲ့ကနေပြီးတော့မှ8ကိုနှုတ်လိုက်တော့18ပေါ့နော်18အဲ့ဆိုရင် तू က18 12လပိုင်းမှာ18กว่าတယ် तू က20กว่าတယ်ဆိုတော့ तू မှာပို့ပြီးတော့ကွာခြားတာပေါ့အဲ့ဆိုရင်တစ်လပိုင်းမှာအပူချိန်ကိုကွာခြားမှုပိုများတယ်ဘယ်လောက်ကွာခြားလဲဆို20 degree Celsius ကွာခြားတယ်လို့ပြောမှာအပူချိန်ပြောင်းလဲမှုတွေကြောင့်ဆွေးနွေးပါတယ်အပူချိန်ပြောင်းလဲမှုမှာပြောမယ်ဆိုလို့ရှိရင်တော့ဒီအထူးခြားဆုံးကတော့ဒီ8လပိုင်းမှာဆိုလို့ရှိရင်ရန်ကုန်မြို့နဲ့တူချိုမြို့ရဲ့အပူချိန်ကတူညီခဲ့တယ်နော်ပြီးလို့ရှိရင်ရန်ကုန်မြို့ရဲ့အပူချိန်ကအများဆုံးနဲ့အနည်းဆုံးပြောလိုက်ရပြီနော်4လပိုင်းမှာရန်ကုန်မြို့ရဲ့အပူချိန်ပြောင်းလဲမှုများဆိုတဲ့ကြောင့်မလို့ရန်ကုန်မြို့ရဲ့အပူချိန်က4လပိုင်းမှာအများဆုံးဖြစ်ပြီးတော့မှတစ်လပိုင်းမှာအပူချိန်အနည်းဆုံးဖြစ်တယ်ပရိုဂျိုမြို့ကတစ်လပိုင်းမှာအပူချိန်အနည်းဆုံးဖြစ်ပြီး8လပိုင်းမှာအပူချိန်အများဆုံးဖြစ်တယ်ဒါကြောင့်8လပိုင်းကနေစပြီးတော့မှ12လပိုင်းဒီအပူချိန်တောက်လျှောက်ကျဆင်းသွားတယ်ဒီလိုမျိုးလေးပြောပေးလိုက်ရပြီနော်အများဆုံးအနည်းဆုံးတွေပဲတောက်လျှောက်ပြောပေးလိုက်ပြီနော်ကဲအဲ့ဒါဆိုလို့ရှိရင်နောက်ထပ်တစ်ခုတစ်ချက်ဒီဟာလေးသွားရအောင်ဒီဟာကြတော့ဒီဟာသူပေးထားတဲ့မြင်း grab ကိုပေါ့နော်အရင်ဆုံးကြည့်ရအောင်သူပေးတဲ့မြင်း grab ကကြတော့သူက3ညအနေစာဆွဲတယ်သူ့ရဲ့ဒီအရက်တွေကိုဖော်ပြတဲ့အခါမှာဆိုရင်အသက်နှစ်ကတော့တောက်လျှောက်ဆင်လိုက်တိုင်းသွားမှာဖြစ်တဲ့ကြောင့်မို့အသက်နှစ်ကိုဘယ်မှာထားမှာဆိုအလျာလိုက်ပြောင်းလဲခြင်းဖြစ်တဲ့အရက်တွေအရက်ဆိုတာကကြတော့သူကပြောင်းလဲတာကတမတ်တက်ပြောင်းလဲတာမရှိနိုင်ဘူးเนาะဒီတစ်နှစ်ကို3စင်တီမီတာတက်ရင်နောက်နှစ်ကို5စင်တီမီတာတက်ချင်လည်းတက်မယ်6စင်တီမီတာတက်ချင်လည်းတက်မယ်เนาะဒီလိုမျိုး3ဆို3ကြီးပဲအဲ့လိုပြောင်းလဲသွားတာတော့မဖြစ်နိုင်တဲ့ကြောင့်မို့ဒါကိုတောင်းလိုက်မှထားတယ်เนาะသူဆွဲပြရတာက129တောင်ဖြစ်တဲ့ကြောင့်မလို့130 140လောက်ထားရမှာဖြစ်တယ်အဲ့ဒါကြောင့်မလို့ तू က350 15 20ထားလို့ရှိရင်အဟို grad ကြီးအရှိဖြစ်နေမှာဒါကြောင့်မလို့ तू ကဘယ်လိုထားလိုက်လဲဆိုတော့20ချားစီထားလိုက်တယ်တဲ့ तू ကအဲ့လို20ချားစီထားပြီးတော့ဆွဲပြတယ် तू က20ဆိုတော့9ခွက်ရဲ့တန်ဖိုးက20ရှိတယ်ဒါဆိုတစ်ခွက်ရဲ့တန်ဖိုးကတည်ကျင်တယ်ဆိုရင်20ကိုချဲလို့ပြောတာခြားနာထားတဲ့တန်ဖိုးကိုအကွက်ရည်တန်းနဲ့စားဆိုတော့20ကို9နဲ့စားတော့4ပေါ့တစ်ခွက်ရဲ့တန်ဖိုးက4အဲ့တစ်ခွက်ရဲ့တန်ဖိုးက4အနေနဲ့ကျဲတို့ကသွားပေးရမယ်အဲ့တော့ဒီမှာက3ညဆိုတော့သူ့အတွက်က3ည20 40လေသူ့အတွက်က3ညမှာ4စပြီးတော့ရေဦးချဲတို့ကဒီဒုတိယကွက်မှာပဲစရေးတဲ့ကြောင့်မလို့ဒီမှာက4နှစ်5နှစ်6နှစ်ရေးမှာဆိုကြတာ3နှစ်ပေါ့4နှစ်မှာ94ဆိုတော့ဒီတိက80 94ဆိုတော့84 88 92ကို4ထပ်ပေါင်းတော့92ကို2ထပ်ပေါင်းမယ်ဆိုကြမလို့တကွက်ရဲ့အလေတက်မှာเนาะနောက်တစ်နှစ်ပေါင်းမယ်ဆိုကြတကွက်က4ရဲ့တဝက်က2ဆိုတော့အလေတက်မှာเนาะအဲ့လိုလေးရေးမယ်เนาะ62ဆိုတော့3ကွက်မြောက်ရဲ့အလေတက်မှာသူဆွဲထားတယ်နောက်တစ်ခုလည်းအဲ့လိုပဲသူက9နှစ်မှာဆိုလို့ရှိရင်101ဆိုတော့100ပြီးတော့ဒီတကွက်ကို4ပုံတပုံလေးပဲတက်တာလေးပဲတက်ထားမယ်เนาะအဲ့လိုမျိုးလေးဆွဲသူအဲ့လိုဆွဲလိုက်တာအဲ့လိုပဲဆွဲလိုက်တဲ့အခါမှာတဲ့သူကအစစ်မပြေဘူးပေါ့ဒါ၄ကွက်ဆိုခံမှန်းချေဖြစ်နေအဲ့လိုအစစ်မပြေတဲ့ကြောင့်မလို့နောက်ထပ်တစ်မျိုးပြောင်းပြီးဆွဲလိုက်နေတဲ့နောက်ထပ်တစ်မျိုးကျဲတို့ပြောင်းပြီးဆွဲတဲ့အခါမှာဘလို့ပြောင်းလဲချက်ခုနပြောတယ်တုံညနေပဲအများရန်စရမယ်လို့မဟုတ်ဘူးကိုလိုချင်တဲ့နေရာစလို့ရတယ်အနည်းဆုံးဝင်ကြီးအများဆုံးဝင်ကြီးအနည်းဆုံးက94ဆို90ကနေစလို့ရတယ်90စလို့ရှိရင်အပေါ်မှာ90ကျော်လေးရွက်ဖြစ်မှာပေါ့နော်အဲ့တော့90ဆိုလို့ရှိရင်ကျဲတို့က9ထားလို့ရတယ်လေ90 95 100 105ဆိုပြီးတော့9ပေါင်းသွားလို့ရတယ်အဲ့လို9ပေါင်းသွားလိုက်လို့ရှိရင်တကွက်ရဲ့တန်မိုးတစ်ခုနဲ့တစ်ခုတကွက်ကြီးအကွက်ကြီးတစ်ကွက်ရဲ့ခြားနာခြင်းက9ဖြစ်သွားပြီအဲ့ဒီတကွက်မှာ9ကွက်အသေးလေးပါတဲ့ကြောင့်မလို့9ကွက်ရဲ့တန်မိုးကဘာပဲဖြစ်သွားပြီလဲ9ဒါဆိုတကွက်ရဲ့တန်မိုးကဘာဖြစ်သွားပြီလဲ1ဖြစ်သွားပြီပေါ့အဲ့ဒါကျဲတို့ဆွဲရတာလွယ်သွားပြီပေါ့နော်4နှစ်မှာဆိုရင်94ဆိုတော့90ပြီးတော့4ကွက်တက်လိုက်ရင်94ပေါ့အသက်5နှစ်မှာဆိုရင်101ဆိုတော့100ပြီးတော့တစ်ခွက်တက်လိုက်တော့101ပေါ့အသက်6နှစ်မှာ108ဆိုတဲ့ကြောင့်မလို့105ပြီးတော့106 109 108ပေါ့9နှစ်မှာကျတော့113ဆိုတဲ့ကြောင့်မလို့110ကို3ခွက်တက်လိုက်တော့113 8နှစ်မှာ119ဆိုတဲ့ကြောင့်မလို့120အောက်တိလျှော့လိုက်ပေါ့9နှစ်မှာ129ဆိုတဲ့ကြောင့်မလို့130အောက်3ခွက်လျှော့လိုက်တော့120ခွန်ပေါ့အဲ့လိုပုံစံမျိုးလေးဆွဲလိုက်တဲ့အခါမှာပို့ပြီးတော့မှတိကျသွားတယ်เนาะအဲ့တော့ကာကြီးကသူမေးတယ်အောင်ရဲ့အရက်ပြောင်းလဲ promotion လေးမျိုးတဲ့မတူတဲ့ scale ကိုအသုံးပြုပြီးတော့မြင်း graph ဆွဲတယ်တဲ့ဆွဲလိုက်မယ်เนาะဒါလေးကွက်ကိုဆွဲရပါเนาะဒုတိယမြင်း graph မှာဘယ်အပိုင်းပြောင်းလဲသွားရလို့ထင်လဲ downline scale ပြောင်းလဲသွားတယ်လေ downline scale ပြောင်းလဲသွားတယ်အောင်ရဲ့အရက်အများဆုံးပြောင်းလဲတဲ့အသက်ပိုင်းခြားတယ်အရက်အများဆုံးပြောင်းလဲတာကဒီနေရာမှာဆိုရင်ပုံမှန်တိုင်းပဲဒီနေရာတော်တော်လေးကိုများသွားတယ်လေအဲ့ဆိုရင်ဘယ်အသက်ပိုင်းခြားလဲဆိုတော့8နှစ်ကနေ9နှစ်ပေါ့ဒီမှာလဲဟုတ်လားမဟုတ်လားပြန်ပြီးတိုက်ကြည့်တဲ့အခါမှာဒုတိယနှစ်သူ့ကိုနှုတ်ရင်ခွန်
ခွန်9 6ဒီညမှာသူနှုတ်လိုက်တော့8ဆိုတော့သူကအများဆုံးအဲ့တော့8နှစ်နဲ့9နှစ်ကြားမှာဆိုရင်အရက်ပိုင်းအသက်8နှစ်နဲ့9နှစ်ကြားမှာဆိုရင်အရက်အများဆုံးပြောင်းလဲသွားပါသည်အဲ့လိုလေးပြောပြရမယ်နော်အဲ့တော့နောက်တစ်ခုကနံပါတ်6ကလေးနော်နံပါတ်6ကစာမျက်နှာ18မှာရှိတယ်။လိုက်ကော်မျိုးရဲ့လဆင်ပူခြင်းကိုတဲ့ဇာတ်မှာပြထားတယ်တဲ့။ပြီးတော့သူ့ရဲ့ဒီ main graph မှာလည်း bar graph ကလေးလည်းပါတယ်တဲ့။အဲ့တော့ကျတော့မိုးရေချိန်ကိုကြည့်ချင်တဲ့ဒီ bar graph ကိုထား။အဲ့ bar graph ဆိုဒီဘက်ကိုကြည့်ရမယ်နော်။မိုးရေချိန်မီလီမီတာ bar graph ကအကွက်ကြီးကွက်က50နော်။အကွက်ကြီး5ကွက်ပါတဲ့တန်ဖိုးက50ဆိုလို့ရှိရင်တစ်ကွက်ရဲ့တန်ဖိုးကဘယ်လောက်ဖြစ်မလဲ။ခြားနာခြင်းတန်ဖိုးကိုအကွက်ရည်တွန်းနဲ့စားဆို10ပေါ့เนาะတကွက်ရတန်ဖိုးက10လို့သွားမယ်เนาะမိုးရေချိန်ဘာဂရက်မှာတဲ့လွိုက်ကော်မျိုးရဲ့လဆင်အပူချိန်မြင်းဂရက်ကိုဆွဲပါတော့တလပိုင်းမှာဆိုရင်22 20ပြီးတော့22နှစ်ကွက်တက်နှစ်လပိုင်းမှာဆိုရင်25เนาะ5ကွက်မြောက်အဲ့လိုလေးသွားလိုက်ပြီးတော့မြင်းဂရက်ကလေးဆွဲလိုက်တယ်ဘယ်လမှာမိုးရေချိန်အများဆုံးလဲတဲ့မိုးရေချိန်ကိုမေးတဲ့ကြောင့်မလို့မိုးရေချိန်ဘာဂရက်ကိုကြည့်8လပိုင်းမှာမိုးရေချိန်အများဆုံးဘယ်လောက်ရှိလဲဆိုတော့ဒီဘက်ကိုကြည့်လိုက်တော့ဒီတိဆို250ကိုနှစ်ကွက်တက်ထားတော့260 280ပေါ့280မီလီမီတာရှိတယ်ဘယ်လမှာအပူချိန်အများဆုံးလဲတဲ့ဒါကိုကြည့်လိုက်တယ်4လပိုင်းဘယ်လောက်ဒီဂရီဆယ်စီယပ်ရှိလဲဆိုတော့30ပြီးတော့31 32 33ဆိုတော့33ဒီဂရီဆယ်စီယပ်ရှိတယ်အထက်က graph ကတွေးရှိချက်တွေဖော်ပြပါတဲ့အဲဆိုရင်တွေးရှိချက်ဆိုအများဆုံးနည်းဆုံးပြောရမယ်လို့ပြောရဲဆိုကြမလို့4လပိုင်းမှာအပူချိန်အများဆုံးဖြစ်ပြီးတော့မှ1လပိုင်းမှာအပူချိန်အနည်းဆုံးမွေးရချိန်ကတော့8လပိုင်းမှာအများဆုံးဖြစ်ပြီးတော့မှ2လပိုင်းမှာမိုးလုံးဝမလျှော့ပါအဲ့လိုလေးပြောပြလိုက်ရင်ရှာပြီနော်ကဲနောက်တစ်ခုတရားလေးကြည့်အောင်နော်ဒါလေးကျင်ကန်လေးစာမျက်နှာ19ရဲ့လေးကျင်ကန်လေးဒီလေးကျင်ကန်မှာဆိုလို့ရှိရင်ကျတော့သူကဆွဲပြထားတဲ့ပုံကြည့်ပြီးတော့ကျတော့ဒါလေးဖြည့်ပေးရမယ်အဲ့တော့နက်နက်9နာရီမှာတဲ့အပူချိန်ဘယ်လောက်ရှိလဲနက်နက်9နာရီဆိုတော့ဒီမှာထောက်လိုက်မယ်နက်နက်9နာရီမှာဒီတိက25ဒီမှာ25တွေ့လား25ဆိုအမှန်တိုင်းထောက်မယ်ဆိုလို့ရှိရင်ဒီမှာနက်နက်9နာရီလေးထောက်လိုက်ဒါ9နာရီရဲ့အဆက်ကလေးကိုတွေ့ပြီဆိုဒီဘက်ကိုဆွဲချလိုက်ဒီဘက်မှာအပူချိန်ကြည့်ရမှာလေအဲ့တော့25ပြီးတော့ဒါဘယ်လောက်လဲတကွက်ကတစ်ဆိုတော့26ပေါ့9နာရီမှာဆိုရင်26ဒီဂရီဆယ်စီယပ်ရှိတယ်အနေဆုံးပူချိန်ကတဲ့ဘယ်လောက်ဖြစ်ပြီးတော့မှဘယ်အချိန်မှာဖြစ်လဲအနေဆုံးပူချိန်ကကျတော့ဘယ်မှာဖြစ်လဲဆိုတော့ဒီနေရာမှာအဲ့ဒါဒီ20ဒီဂရီဆယ်စီယပ်6နာရီမှာဖြစ်တယ်နက်နက်6နာရီမှာဖြစ်တယ်နော်ဘယ်ချိန်ကြာမှပူချိန်ကျဆင်းသွားတယ်အပူချိန်ကျသွားတာအပူချိန်ကျသွားတာကဒီကနေဒီကျသွားတယ်ပြီးတော့ဇက်တိုက်တက်တာပဲအပူချိန်ကျသွားတာကကျတော့9နာရီကနေ6နာရီကြာမှအပူချိန်ကျဆင်းသွားတယ်เนาะအဲ့လိုမျိုးကပ်ပြီးတော့ဒီ graph လေးဆွဲရမယ်เนาะနေ့တစ်နေ့ရဲ့မွန်းလဲ3နာရီမှစပြီးအပူချိန်ပြောင်းလဲမှုအဲ့တော့နေ့တစ်နေ့ရဲ့မွန်းလဲ3နာရီမှစပြီးအပူချိန်ပြောင်းလဲမှုအဲ့ခေါင်းစဉ်လေးတက်မယ်เนาะနေ့တစ်နေ့ရဲ့မွန်းလဲ3နာရီချိန်မှစပြီးအပူချိန်ပြောင်းလဲမှုအဲ့လိုလေးဆွဲလိုက်ရတယ်ဒါမှမဟုတ်နေ့တစ်နေ့အပူချိန်ပြောင်းလဲမှုအတူပဲတက်လိုက်ရတယ်เนาะအဲ့တော့ဒီလိုမျိုးပဲနေ့တစ်နေ့မွန်းလဲ3နာရီချိန်မှစပြီးအပူချိန်အဲ့လိုပဲတက်လိုက်ရတယ်အတူပဲတက်လိုက်ရတယ်သူကเนาะအဲဆိုရင်ဒီမှာကျဲတို့ကဒီမှာသူအစင်းလေးပေးပြီးသားဒါကအများဆုံးက30ခွန်ဆိုကြောင်40ဒီဆိုရရတယ်35 30 15 20เนาะ35 30 15 20 25 30 35 40ဒါအပူချိန်ဒီဂရီဆယ်စီယပ်အပူချိန်ဒီဂရီဆယ်စီယပ်ဒါလဟောအချိန်နိုင်အဲ့ဒါ2နာရီဆို3နာရီ4နာရီ5နာရီ6နာရီ9နာရီ10နာရီเนาะအဲဆိုရင်3နာရီမှာဆိုရင်30ခွန်ဆိုတော့35ပြီးတော့ဒီမှာ2နေရာလေးတက်လိုက်ပြီးရင်4နာရီမှာဆိုလို့ရှိရင်30ခွန်ဆိုတော့ဒီမှာပဲ5နာရီမှာဆိုလို့ရှိရင်36ဆိုတော့ဒီအောက်တနေရာရော့6နာရီမှာဆို34ဆိုတော့ဒီ35အောက်တစ်ခွက်ရော့9နာရီမှာဆိုလို့ရှိရင်31ဆိုကြမလို့30အရဲ့အပေါ်ကိုဒီမှာတစ်ခွက်တက်8နာရီမှာဆိုရင်28ဆိုကြမလို့30အောက်ကို2ခွက်ရော့အဲ့ဒါလေးတွေကိုကျဲလို့ဆက်လိုက်ရင်ပါလေးရပါပြီလဲဆိုတော့ကျဲလို့လိုချင်တဲ့ဒါကမွန်းလဲ3နာရီကနေစပြီးတော့အပူချိန်ပြောင်းလဲမှုဟိုပြတယ်မြင်း graph ကလေးကိုရှာပြီနော်ဒီလိုမျိုးလေးဒါဒီသူပေးထားလို့အစင်းနဲ့မပေးထားတဲ့ကွာကိုဆွဲတက်ရမယ်နော်ဒီမှာဆို1 2 3 4 5 6ဆိုတော့6ကွက်ဆိုလို့ရှိရင်ဒီကွက်ပို့ဆိုတော့ဒီလျှာလိုက်ကို9ကွက်ဆွဲဒေါင်းလိုက်ကိုဒီမှာကအများဆုံး30ခွန်ဆိုတော့40ဒီဆွဲမယ်ဆိုရင်9 8 4 40ဆိုတော့8ကွက်ဆွဲမယ်အဲ့လိုမျိုးနော်ဒါကို9ကွက်ဒါကို8ကွက်ဆွဲမယ်အဲ့လိုမျိုးလေးလုပ်မယ်နော်ပြီးရင်ဒီလိုလေးတွေလိုက်ပြီးတော့ဖောင်းလေးခတ်လိုက်မယ်နော်အဲ့လိုမျိုးလေး